မင်္ဂလာပါပရှုထမင်းကြော်ကြော်နေပြောပြပေးသွားပါမယ်ရှင်ဒီနီလန်းကအရာတာစုံလင်ပြီးစားလို့အရန်ကောင်းတဲ့ရောင်တန်းဝင်ကြော်နေလေးပါရှင်ဆိုင်မှာပဲလုံရောင်အိမ်မှာပဲမိသားစုနဲ့ကြော်စားလို့အရန်ကောင်းတဲ့အရာတာလေးပါပထမဦးဆုံးတဲ့ဦးထဲကိုစက်သွန်ပြူတာပြရိုက်ပြီးစိတ်နဲ့တက်ရအသားလုံးစက်ဥချောင်းဝက်ဥချောင်းတို့ကိုထည့်ပေးပြီးစက်ဥမွေထည့်ပေးပါအနက်မွေလာရင်ပြင်ဆင်ထားတဲ့စိတ်နဲ့တက်ရအရွက်စုံပြောင်းဖူးပန်ပွင့်စိန်ပန်ပွင့်ဖြူမုံလာဦးနီရွှေပဲတီအတုံးတေးလေးတုံးပြီးတော့မှမွေးလာအောင်မွေပေးထားပါရှင်သမင်းကြော်အတွက်မရှိမဖြစ်လိုအပ်တဲ့မဆလာရှမ်းချင်းငရုတ်ဒီထည့်ပြီးအရသာအတွက်ပဲငံပြအရေးအကြီးစက်တာမုတ်ထည့်ပေးပြီးရင်အရသာရှိတဲ့ပရှုထမင်းကြော်လေးရပါပြီရှင်ဒီနီလန်းကရောင်တန်းဝင်နီလန်းလေးဖြစ်တဲ့အတွက်ဆိုင်မှာလောက်ရောင်တဲ့နီလန်းဆိုင်မှာရောက်တောင်းတဲ့နီဖြစ်ပါတယ်ရှင်ဒီနီလန်းကပရှုထမင်းကြော်အတွက်အရန်ကိုစားကောင်းတဲ့နီလေးဖြစ်ပါတယ်အိမ်မှာပဲကိုပါလာတာကိုလှုပ်စားလဲအရန်စားလို့ကောင်းပါတယ်ရှင်လှုပ်စားကြည့်ပါ